金叶树，金叶树，金叶树，记录下来。树下你不会啵喏？金片呢嘛，就沙豆嘢ကြောင်းရပါလေဆိုတမားတော်နဲ့တူတာဖြစ်တော့ခရစ်တော်ပေါ့နော်မတ်တေခန်းကြီး9အငယ်30နဲ့73ထိမှပြောထားတဲ့အကြောင်းအရာပေါ့နော်ဆိုတမားတော်နဲ့တူတာဖြစ်တော့ခရစ်တော်ကယနေ့ကျွန်တော်တို့ကိုတမားတော်ဖြစ်ကျွန်တော်တို့နဲ့အတူကျွန်တော်ရဲ့ယောဂါတွေကျွန်တော်ရဲ့ဖြစ်ချင်းပေါ့နော်ဖခင်နဲ့မသက်ဆိုင်တဲ့အကြောင်းအရာတွေကိုကုသပေးတဲ့အရှင်ဖြစ်တော်၎င်းတူတာဖြစ်တဲ့ကျွန်တော်ရဲ့ခင်ပွန်းတဲ့အဖြစ်၎င်းကျွန်တော်ကိုခရစ်တော်ကကျွန်တော်ကိုနဲ့အတူရှိနေတယ်ဆိုတာမြင်တွေ့ရတာဖြစ်ပါတယ်ခရစ်တော်ရဲ့မွေးဖွားခြင်းခရစ်တော်ကိုရှာဖွေခြင်းခရစ်တော်ကိုထောက်ခံခြင်းပေးခြင်းနဲ့ခရစ်တော်နောက်လိုက်ခြင်းအားလုံးကဘာသာတရားရဲ့အပြင်ဘက်မှာရှိတယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်ဆိုတော့ခရစ်တော်ရဲ့မွေးဖွားတာကနေစပြီးတော့သူအတေခံတကြိုပြီးတော့မှရှင်ပြန်ထမြောက်တဲ့တိုင်အောင်ဒီအကြောင်းအရာတွေဘယ်မှာပဲရှိတယ်လို့ပြောတဲ့အခါမှာဘာသာရေးပြင်ဘက်နဲ့ပဲရှိတယ်ဆိုတာမြင်တွေ့ရတာဖြစ်ပါတယ်။မြည်တော့ကြည့်လိုက်အောင်ယေရှုဖျားကိုလိုကိုချစ်ပါတယ်။တမားတော်နဲ့တူတာဖြစ်ခရစ်တော်ဟာဆိုရင်ဘာသာတရားနဲ့အဆန့်ကျင်ပဲဖြစ်ပါတယ်။ယေရှုဖျားစစ်မှန်သောခရစ်တော်ကဘာသာထဲ၌မရှိဘဲနဲ့ဖခင်သခင်အထင်း၌အမားတော်နဲ့တူတာဖြစ်တဲ့ယနေ့ကျွန်တော်အထင်း၌ရှိတယ်လို့မြင်တွေ့ရတာဖြစ်ပါတယ်။လူများအားနိုင်ငံတော်အတွက်ကိုရိုနှုတ်တော်တို့လက်ရန်ခိုးချင်း၌သခင်ယေရှုဒီတရားသူကြီးဖြစ်မဟုတ်ပဲတမားတော်အဖြစ်မှုဆောင်မှုခဲ့တယ်။တမားတော်ဆိုပါတယ်။တမားတော်ဆိုတာဒီအခိတ်စကားနဲ့ပြောရင်ဆရာဝန်ပေါ့။ဒီနေ့ကျွန်တော်တို့ကိုဖခင်သခင်ကခေါ်တယ်ဆိုတာကကျွန်တော်ရဲ့ဖြစ်ချင်းကိုတရားစီရင်ဖို့မဟုတ်ဘူး။သူကတမားတော်အဖြစ်ကျွန်တော်ရဲ့မစုံတဲ့အားနည်းခြင်းများကိုတာပေးတယ်။ကျွန်တော်ရဲ့ခံစားနေရတဲ့ဝေဒနာတွေကိုကိုတော့ပျောက်ကင်းစေပြီးတော့မှကျွန်တော်တို့ကိုဓမ္မတိမှုတော်ထင်နိုင်ခေါ်ဆောင်နေတယ်ဆိုတော့မြင်တွေ့ရလို့ကိုလိုကိုချီးမွမ်းပါတယ်တရားသူကြီးနဲ့တရားစင်ချဖြောင်းမချင်းတိုင်းဖြစ်တော်ညာလေးပဲတမားတော်ဆိုတဲ့အနာငိမ့်ပေးခြင်းဟာဘာနဲ့သက်ဆိုင်လဲလို့ပြောတဲ့အခါမှာဂရုဏာနဲ့ခြေဆုတော်တိုင်းဖြစ်ပါတယ်တရားစီရင်ဆိုတာကပြောမယ်ဆိုဖြောင်းမချင်းပေါ့နော်တာမန်ကံပါရဲဆိုတဲ့အရာပေါ်၌စီရင်တယ်ဒါပေမဲ့တမားတော်ဆိုတဲ့ကိုတာချင်းအကြောင်းအရာကတော့ဂရုဏာနဲ့ခြေဆုတော်တိုင်းသူကလှုပ်ဆောင်တယ်ဆိုတော့မြင်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ပြောချင်တာပါလေတခင်ယေရှုခရစ်တော်ရဲ့မွေးဖွားခြင်းကနေစပြီးတော့မှယနေ့ကျွန်တော်တို့အထဲ၌အသက်ပေးသောဝိညာဉ်တော်ဖြစ်ရှိနေခြင်းအထိပင်လင်တော့ပါပေးလေးလို့ပြောတဲ့အခါမှာတမားတို့အဖြစ်ကျွန်တော်တို့ကိုဂရုဏာတော်နဲ့ဂျေဇုတော်အတိုင်းယနေ့ကျွန်တော်တို့ကိုဂရုဏာတက်ရောက်စွာကျွန်တော်တို့ကိုကုသပေးနေတာဖြစ်ပါတယ်အထူးသဖြင့်ယနေ့ကျွန်တော်တို့ကိုဘာတွေတမားတို့အဖြစ်ကျွန်တော်တို့နဲ့အတူကျွန်တော်တို့ကိုကုသပေးနေလေးလို့ပြောတဲ့အခါမှာကျွန်တော်ရုပ်ပိုင်းဆိုင်ရာမဟုတ်ပါဘူးယနေ့ကျွန်တော်တို့ရဲ့ဘာပဲလို့ပြောတဲ့အခါမှာဝိညာဉ်ပိုင်းဆိုင်ရာ၌ကျွန်တော်ရဲ့စိတ်အတွင်း၌လူကျင့်ဝတ်တရားဆိုင်ရာ၌ဘောနော်စိတ်ပိုင်းဆိုင်ရာများ၌ကျွန်တော်ဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုသူတပိကုတာပေးတာဖြစ်ပါတယ်ဝိညာဉ်ရေးရာပေါ့နော်ဝိညာဉ်ဆိုင်ရာပေါ့ပြောချင်တာကဖျားနဲ့မသက်ဆိုင်တဲ့အကြောင်းအရာတွေယနေ့သူအမျက်တနိုးဖန်ဆင်းထားတဲ့လူသားအထင်း၌ရှိတယ်ဆိုလို့ရှိရင်ဒီຢာဒီကိုဖေရှားပြီးတော့မှဖျားသဘောတဘာဝနဲ့ညီတဲ့ဖျားစံချိန်စံနှုန်းနဲ့ညီတဲ့တိုင်းတာထိဖြစ်တတ်ဖို့လို့ငါသူကကုတာပေးနေတာဖြစ်ပါတယ်ကိုလိုကိုချီးမွမ်းပါတယ်ကိုလိုဟာတမားတော်ဖြစ်ယနေ့ကျွန်တော်တို့ကိုကုတာပေးနေခြင်းအတွက်ဟာလေလုယာဒီမှာအကြောင်းအရာတွေအများကြီးမြင်ရတယ်ပေါ့နော်ဒီထဲမှာပါပြီလေပေါလုနဲ့သူ့ရဲ့လုတ်ဖို့ဆောင်ဘက်တွေအကြောင်းထဲမှာလေပေါလုရဲ့သူ့လုတ်ဖို့ဆောင်ဘက်တွေကိုဂရုစိုက်ပေးခြင်းကလူသားဆန်တော့ဂရုစိုက်ပေးခြင်းဖြစ်တယ်ဆိုတာကျွန်တော်တို့မြင်ရပါတယ်ကျွန်တော်တမူထူးခြားစွာလှုပ်ဆောင်ဖို့မဟုတ်ပါဘူးကျွန်တော်အော်ဖေရတမူထူးခြားစွာလှုပ်ဆောင်ခြင်းကဘယ်ထဲမှာရှိလဲလို့ဒီအကြောင်းအရာကဘာသာတရားထဲ၌ရှိဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ထိုးကေးစွာလှုပ်ဆောင်ခြင်းမဟုတ်ဘဲနဲ့လူသားဆန်စွာလှုပ်ဆောင်ခြင်းဂရုစိုက်ပေးခြင်းကဖရားသဘောတဘာဝဖြစ်ပါတယ်တခင်ယေရှုပင်လေဒီအတိုင်းပဲလှုပ်ဆောင်သူအသက်ရှင်တဲ့အခါမှာသူပဋိစ္စံယောဟန်စင်မှာသူပဋိစ္စံခံတယ်ဒီဟာလူသားလှုပ်ဆောင်ရမယ်လှုပ်ဆောင်နည်းတွေပေါ့နော်လူသားဂရုစိုက်ခြင်းပေါ့ဆိုတော့ယနေ့ကျွန်တော်တို့ရဲ့အဖြစ်အပျက်တွေကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကလည်းဒီအတိုင်းပဲရှိရမှာဖြစ်ပါတယ်ဆိုတော့ယနေ့ကျွန်တော်အတွင်းပိုင်းအသက်အဖြစ်စီးကျပ်ပေးခြင်းအောက်၌ရှိတဲ့အခါမှာကျွန်တော်ကဗာလေလို့ပြောတယ်ဝိညာဉ်ရ၌ကြီးထွားရှင်တာလာဖြစ်ပါတယ်ကျွန်တော်ဂရုစိုက်ရမယ့်အကြောင်းအရာပါလေပထမတစ်ခုကပါလေအသက်၌ဂျေဇုတို့အရာဖြစ်တယ်နောက်တစ်ခုကပါလေတကုန်း၌အံ့ပွေရနမိတ်လက္ခဏာနဲ့စုကြည်စုအရာပဲဒီကဒုတိယဖြစ်ပါတယ်ဆိုတော့ပြောချင်တာပထမကပါလေဆိုအသက်၌ဂျေဇုတော်နဲ့လို့ပြောပါတယ်အသက်ထာဝရအသက်ဖရားသခင်အသက်ဖရားကိုယ်တော်တိုင်ဖြစ်တဲ့အသက်အဲ့ဒီဟာကဂျေဇုတော်အဖြစ်ရောက်လာပြီးတော့မှအဲ့ဒီဂျေဇုတော်ကကျွန်တော်ကိုဂရုဏာတက်ရောက်စွာကျွန်တော်ကိုတမားတော်အဖြစ်ကုတာပေးနေတာဖြစ်ပါတယ်ဆိုတော့တမားတော်အဖြစ်ယုံမင်းမဟုတ်ဘူးအဲ့ဒီကျွန်တော်ကိုကုတာပေးပြီးတော့မှကျွန်တော်ကတမားတော်ဖြစ်တဲ့ခရစ်တော်ကကျွန်တော်ကိုကုတာပေးတယ်ဖခင်နဲ့မသက်ဆိုင်တဲ့အကြောင်းအရာတွေကိုဖေရှားပေးပြီးတော့မှဖခင်သဘောတဘာဝနဲ့အတူတော့ကြီးထွားချင်းကျက်လာတဲ့အခါမှာကျွန်တော်တို့ကိုတဒူတာအဖြစ်ကျွန်တော်တို့ကိုပြန်လဲပြီးတော့မှမင်္ဂလာဆောင်နေလက်ထပ်ယူတာဖြစ်ပါတယ်ဒီတွေ့ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ကဘေးထင်း၌ရှိလေလို့ပြောတဲ့အခါမှာခရစ်တော်ဒီကျွန်တော်တို့ကိုဖခင်သဘောတဘာဝနဲ့ကျွန်တော်ကိုကုတာပေးပြီးတော့မှအဲ့ဒီထင်း၌ကျွန်တော်တို့ကိုအတင်းတော်ဆိုတဲ့ခရစ်တော်ရဲ့ခန္ဓာတော်အထင်း၌ကျွန်တော်အစိတ်ပိုင်းတစ်ခုပြကြီးတွားခြင်းကြက်လာတဲ့အခါမှာကျွန်တော်တို့ကိုသူ့ရဲ့တတိုးတမင်းဖြစ်လက်ထပ်ဖို့ second coming ပေါ့နော် second scripture နဲ့ကျွန်တော်တို့ကိုဒီနေ့ကျွန်တော်ပြင်ဆင်နေတာဖြစ်ပါတယ်ဆိုဖခင်သခင်ကတတိယကောင်းကင်ဘုံ၌တတိုးတာအဖြစ်ကျွန်တော်တို့ကိုစင်ကြွလာဖို့ကျွန်တော်တို့လက်ထပ်ဖို့ပြင်ဆင်ပြီးတော့မှကျွန်တော်တို့ဟာမြေကြီးပုံ၌တတိုးတမင်းအဖြစ်ကျွန်တော်ကတတိုးတာနဲ့လက်ထပ်ဖို့လုံကပြင်ဆင်နေကြတာဖြစ်ပါတယ်ဆိုဒီအရာတွေကကျွန်တော်တို့ကိုတကယ်ပြီးမြောက်ပြည့်စုံစေတော့ New Jerusalem ဆိုတဲ့ကောင်းကင်တစ်မြေကြီးတစ်၌ကျွန်တော်တို့ကိုဖခင်ကစီမံခွဲခန့်ထားတော့အကြောင်းအရာဖြစ်ပါတယ်အဲကြောင့်မို့တမန်တော်ဆိုတဲ့ခရစ်တော်ကကျွန်တော်တို့ကိုကုတာပြီးတော့ကျမ်းမာချမ်းသာလာတဲ့တတိုးတမင်းစစ်မှန်ခြင်းကိုတတိုးတာဖြစ်လက်ခံဖို့ဖခင်သခင်ကကျွန်တော်တို့ကိုလှူဆောင်ပေးနေခြင်းကိုချီးမွမ်းပါတယ်ဟာလေလုယာ